တင်းယောက်ျားတင်းကိုမချစ်တော့ဘူးဆိုတာသိနိုင်တဲ့နီလန်း၅ချက်ဒီနီလန်း၅ချက်ကခိုင်မာတဲ့သူတေသနာပြုထားတဲ့၅ချက်ပဲဖြစ်ပါတယ်ခင်ဗျဒီနီလန်း၅ချက်ကတင်းယောက်ျားတင်းကိုချစ်နေသေးလားတင်းယောက်ျားတင်းကိုစိတ်ကုံသွားပြီလားဆိုတာသိနိုင်တဲ့နီလန်း၅ချက်ပဲဖြစ်ပါတယ်ခင်ဗျနံပါတ်1ချက်တင်းနဲ့အတူတူနေနေတဲ့အချိန်မှာတင်းကိုဂယုမဆိုင်တာဖြစ်နေပါလားခင်ဗျဘယ်လိုလဲဆိုတော့တင်းနဲ့အတူတူနေနေတဲ့အချိန်မှာ तू လှုပ်ချင်တာလှုပ်နေတယ်ဟုတ်တယ်ဖုန်းတွေပါကြည့်နေတယ် तू ကတခြားနေရာမှာအာယုံစိုက်နေတယ်တင့်ကိုအာယုံမစိုက်ဘူးတင့်ကိုဂယုမစိုက်ဘူးအဲ့ဒါလိုဖြစ်နေပါလားခင်ဗျအဲ့ဒါလိုဖြစ်နေရဆိုရင်တင်းယောက်ျားကတင့်ပေါ်မှာချစ်တဲ့စိတ်တွေကုန်နေတာသိချပါတယ်ခင်ဗျနံပါတ်2ချက် तू ကတင့်ကိုသူများနဲ့နိုင်ရှင်တာဟိုတယောက်ကဒီလိုကောင်းတယ်ဟိုတယောက်ဒီလိုအောင်မြင်တယ်ဟိုတယောက်ဒီလိုဖြစ်တယ်ဆိုပြီးတော့တင့်ကို तू ကသူများနဲ့နိုင်ရှင်နေတယ်ဒီလိုဖြစ်နေရင်သိချတာတခုက तू ကဟိုဘက်တယောက်မှာအာယုံစိုက်ပြီးတော့တင့်ပေါ်မှာအာယုံမစိုက်တော့ဘူးတင့်ပေါ်မှာစိတ်တွေမရှိတော့ဘူးဒီလိုဖြစ်နေရင်လည်းသူကတင့်ပေါ်မှာချစ်တဲ့စိတ်တွေကုန်နေတာသိချပါတယ်ခင်ဗျနံပါတ်3ချက်တင့်ကိုသူကအမြဲပြောင်းလဲစေချင်တာဘာဖြစ်လို့အလှတွေမပြင်တာလဲဘာဖြစ်လို့အဝတ်စားတစ်တွေမဝတ်တာလဲဘာဖြစ်လို့လေ့ကျင့်ခိုင်းနေမလုပ်တာလဲဟုတ်တယ်ဟုတ်ဘာဖြစ်လို့ဟိုကမလုပ်တာလဲဘာဖြစ်လို့ဒီကမလုပ်တာလဲဆိုပြီးတော့တင့်ကိုအမြဲတမ်းပြောင်းလဲစေချင်တယ်အရင်ကလည်းဒီလိုပဲနေခဲ့တာပဲဟုတ်တယ်ဟုတ်အရင်ကလည်းဒီလိုပဲဖြစ်နေတာပဲဒါမဲ့ तू ကတင့်ကိုအခုချိန်မှာပြောင်းလဲစီချင်တယ်ဆိုရင်တေချာတာတခုက तू ကတင့်အပေါ်မှာချစ်တဲ့စိတ်တွေကုန်နေတာတေချာပါတယ်ခင်ဗျနံပါတ်4ချက်တင့်ရဲ့စိတ်ခံစားချက်ကိုဂယုမဆိုင်တော့ဘူးဖြစ်နေတာဘယ်လိုလဲဆိုတော့ဒီနေ့တင်ထမင်းစားပြီလားဒီနေ့တင်ဘာနဲ့စားနေရလဲဒီနေ့တင်နေကောင်းရဲ့လားဒီနေ့တင်ဘာပြဿနာဖြစ်နေတာလဲဒီနေ့တင်ဘယ်အရာတွေနဲ့ကြုံတွေ့နေရတယ်လဲသူ့အနေနဲ့ဘာမှဂယုမဆိုင်တော့ဘူးဟုတ်တယ်ဟုတ်သူဒီလိုဖြစ်နေရင်လဲသူကတင့်အပေါ်မှာချစ်တဲ့စိတ်တွေကုန်နေတာသိချပါတယ်ခင်ဗျနံပါတ်5ချက်တင့်ရဲ့မိသားစုကို तू ကမလေးစားတော့ဘူးတင့်မိဘကို तू ပြောချင်လို့ပြောတယ်တင့်ရဲ့ရွှေမျိုးအတိုင်းဝိုင်းကို तू ပြောချင်လို့ပြောတယ်တခါလေရရင်တင့်ရဲ့မိဘတင့်ရဲ့ရွှေမျိုးအတိုင်းဝိုင်းကိုသူ့အနေနဲ့မကောင်းတဲ့စကားလုံးတွေနဲ့ဆဲတာတွေပါတယ်ရှိတယ်ဟုတ်တယ်ဟုတ် तू ကဒီလိုဖြစ်နေရင်လဲတင့်အပေါ်မှာ तू ကချစ်တဲ့စိတ်တွေကုန်နေတာသိချပါတယ်ခင်ဗျတင်းရဲ့အချစ်ရေးတင်းရဲ့အိမ်တော်ရေးအစင်ပြေလို့တင်းလို့တင်းရဲ့အချစ်ရေးတင်းရဲ့အိမ်တော်ရေးကိုထိန်းချုပ်ချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်ဆေးရိုက်ပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ